ကဲအားလုံးပဲမင်္ဂလာပါဗျာဒါကတော့ကျွန်တော်တို့တောက်ကြနေအတွက်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မနက်ပိုင်းကတော့ဒါ၄ခွန်းတစ်ခွက်ကတော့ဒါအောက်ကွက်အနေနဲ့ပြီးလိုက်တယ်ညနေပိုင်းမှာကတော့ကျွန်တော်ပြောပါတယ်၅လုံးပိုင်းရှိတယ်ကျွန်တော်တို့3ည5ချင်းရှိတယ်ကျွန်တော်ကအဲ့ဒီကနန်းက10ခွက်လောက်ပဲဖြစ်နေတော့ကျွန်တော်က3ည5နဲ့6တက်အဲ့ဒီပါဝါ2ခွက်ထည့်လိုက်အောင်လို့အဲ့လိုတော့ပါဝါတော့မစင်းနိုင်သေးဘူးဆိုပြီးတော့ကျွန်တော်ကအဲ့ဒီပေါ့ကနန်းစောက်လိုက်တာတစ်တလုံးဆေးပြီးမှပါဝါပေးလိုက်မယ်ဆိုပြီးတော့စောက်လိုက်တာပါဝါဒဲဆင်းသွားတယ်ဗောနော်ဒါ9ပတ်တီလိုက်တယ်မိတ်ဆွေတွေတော့ရကြမယ်ထင်ပါတယ်မနေ့ဖြန်အတွက်တောက်ကြနေအတွက်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့တွက်နေအရာပဲကြည့်ကြည့်ဖော်မြူလာအရာပဲကြည့်ကြည့်3ည5ချိန်ကလုံးဝကောင်းနေတယ်မိတ်ဆွေများနေတယ်နော်လုံးဝရှိရင်တော့3ည5ချိန်နဲ့ပဲအဓိကကပ်ပြီးကစားလိုက်ပါဗျာနော်ကျွန်တော်တို့ဒါဒီနေ့စင်လာတာကိုပြန်ပြီးကြည့်လို့ရှိရင်ခွန်4နဲ့3ည5ဆိုပြီးစင်လာတယ်အလဲမှာ4 3ည10ပြည့်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က3ည5ချိန်2ရက်အတွင်းစင်မှုရှိတယ်2ရက်အတွင်းဆိုတာအထက်ကိုမနေ့ပြတ်မှာလဲတွက်နေအရာက3ည5ချိန်ကကောင်းနေတဲ့အတွက်ဒါ3ည5ချိန်ကိုပဲမိတ်ဆွေများအဓိကထားပြီးစော့လိုက်ပါပြီးရင်ကျွန်တော်တို့ဒီအခုလက်ရှိစင်ထားတဲ့ထဲမှာကျွန်တော်အင်္ဂါနေ့ကစပြီးတင်ပေးတာပေါ့နော်အင်္ဂါနေ့ကစတင်တဲ့ထဲမှာကျွန်တော်တို့နေ့တိုင်းပေါက်ပါတယ်ခွန်က68ခွန်4ပေါ့နော်ဒီဟာဒီပေါက်တယ်3ညခွန်ဆိုလို့ရှိရင်ဒါပတ်တီမိတ်ဆွေတွေရတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့မြက်တယ်ဆိုလို့ရှိရင်တော့မနေ့ဖြန်ကလည်းပိတ်ရက်လည်းဖြစ်တယ်အဲ့ဒါကြောင့်နည်းနည်းလေးတော့ထိန်ပြီးစော့လိုက်ပါဗျာနော်ဘာလို့ဆိုတော့နောက်တစ်ပတ်ကြာမှပဲကျွန်တော်တို့ကဒီလိုမျိုးပဲဖြည်းဖြည်းချင်းပဲပြည့်ယူတာကောင်းပါလေလောဘတွေဒါမကြည့်ပါနဲ့ဒါကတော့ကျွန်တော်တကယ်ကိုစေတနာမှန်နဲ့ဒါကျွန်တော်အကြံပြုတာဖြစ်ပါတယ်ဗျာနော်မိတ်ဆွေတို့တအားကြီးရှုံးနေတယ်ဥမာဆရာကျမကတော့ကျွန်တော်ဒီမှာရှိတယ်ဆရာကျမကတော့သိန်း20လောက်ရှုံးလာတယ်ကျွန်တော်ပြောတယ်သိန်း20ယူကိုတပတ်အတွင်းကြီးတော့ချက်ချင်းတော့ပြန်မယူချင်ပါနဲ့အဲ့ဒါရတာအနေနဲ့များဥမာကိုက4-5သိန်းလောက်မြတ်တယ်ရက်လိုက်နောက်တစ်ပတ်4-5သိန်းလောက်ထပ်မြတ်တယ်ရက်လိုက်အဲ့လိုမျိုးလေးပဲဖြည်းဖြည်းချင်းပဲပြန်ယူတာကတော့ပို့ပြီးအဆင်ပြေမယ်ထင်ပါတယ်ဗျာနော်ဒီတစ်ပတ်ကတော့ဒါကျွန်တော်တို့ free group ပဲဒါ free group သဘောမျိုးပဲလောက်ထားပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ပတ်ကတော့ကျွန်တော်တို့ဒီYouTube ပေါ်မှာကတော့ကျွန်တော်တို့ဒီတွက်နီလေးတွေစဉ်းစားပုံလေးတွေတင်ပေးပါမယ်ဗျာနော်အမြဲတမ်းတော့ဒါပေမဲ့တပတ်သားပေါင်းကျုံနဲ့မွေးခွက်ကတော့ထုံးစံတိုင်းပဲဒါကျွန်တော်တို့ဒီတိုင်းလေးပဲအဲ့လိုမျိုးတော့မတင်ပေးတော့ပါဘူးနော်မနေ့ဖြန်အတွက်ကတော့မိတ်ဆွေများအနေနဲ့3ည5တလုံးကိုအပိုင်ထိုးပါကျွန်တော်ကတော့ဒီထဲမှာဒါအပူးကြိုက်တဲ့မိတ်ဆွေများကဒါပေါ့နော်ကျွန်တော်တို့9-3ညတို့9-5တို့3ည3ညတို့ပေါ့နော်ဒီကောင်လေးတွေကိုထိုးပါ3ည5ကလည်းစဉ်းစားပြီးသားဖြစ်တဲ့အတွက်မိတ်ဆွေများဒီတစ်ခွက်ကိုဖယ်ခြင်းလည်းဖယ်နိုင်တယ်ပြီးရင်9-5နဲ့3ည3ညကအပူးမကြိုက်သေးဘူးဆိုလို့ရှိရင်ဖယ်နိုင်တယ်အပူးလိုက်နေတယ်ဆိုလို့ရှိရင်တော့မနေ့ဖြန်မှာ3ည3ည9-5အဲ့နှစ်ခွက်ကိုတော့တေချာပေါက်လေးကစားလိုက်ပါဗျာနော်ကျွန်တော်ပြောတဲ့3ည3ည9-5 3ည5ကတော့ဒါဖယ်ခြင်းနဲ့မိတ်ဆွေများကဖယ်လိုက်ပါအဲ့ဆိုလို့ရှိရင်တော့9ခွက်ပဲကြံမှာဖြစ်ပါလေဗျာနော်မိတ်ဆွေများအနေနဲ့ထိန်းစောပါကျွန်တော်အတန်းအကြံပေးတာဖြစ်ပါတယ်ဟောတအားကြီးလောဘကြီးပြီးတော့မလိုက်ပါနဲ့ဗျာနော်နည်းနည်းချင်းဒီပဲယူလိုက်ပါဗျာနော်အဲ့လိုမျိုးလေးယူတာကတော့ပိုအဆင်ပြေပါတယ်ဒီကိုကအပိန်းလေးဖြစ်သွားတဲ့အတွက်ကိုဒီကမြက်နေတဲ့အမြက်တွေတအားကြီးမပါသွားသေးပါနဲ့ဗျာနော်ခပ်ပါလေးပဲကစားလိုက်ပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ